သူများကိုစားရှင်းပြတဲ့အနေနဲ့ပထမဦးဆုံးတစ်ချိန်စားကြည့်ပြီးသွားပြီဆိုလို့ရှိရင်ကျမတို့ဘာကိုခွဲထုတ်လိုက်ပြီလဲဆိုလို့ရှိရင်ကိုကြည့်ရမယ့်စားနဲ့သဘောတရားနားလေအောင်ကြည့်ရမယ့်စားဆိုပြီးခွဲထုတ်လိုက်တယ်ခွဲထုတ်ပြီးတော့ကြည့်ရမယ့်စားတွေကိုဒုတိယတစ်ချိန်စားလို့ရှိရင်ကြည့်ရမယ့်စားတွေကိုလုံးဝကြက်မယ်အချက်အလက်တွေပဲရှိနေတဲ့စားတွေရှိတယ်ဇက်ကြောင်းလေးရှိတဲ့စာရှိတယ်အဲ့ဒါတွေကိုနားလည်အောင်ဖတ်မယ်ဥပမာဝစီသစ္စာ6ချက်တို့သောတာပန်3မျိုးစသဖြင့်အဲ့လိုအချက်တွေကလုံးဝအလွတ်ကျက်ထားရမယ်စာတွေဖြစ်တယ်ပါဠိရောမြန်မာပြန်ရောရှားထားရမယ်နောက်သဘောတရားသိအောင်လုပ်ထားရမယ်စာတွေရှိတယ်ရှင်အနန္ဒာရဲ့ဝိပဿနာတရားမှာဆိုလို့ရှိရင်ရှင်ပုံနာကနေပြီးတော့ရှင်အနန္ဒာကိုဟောတဲ့တရားရဲ့မြတ်စွာဘုရားကနေပြီးရှင်အနန္ဒာကိုကမ္မထမ်းပေးတဲ့တရားတွေဆိုရင်ဒါသဘောတရားကိုသိအောင်လုပ်ရမယ်အဲဒီမှာသဘောတရားကရှုပ်ဆက်ခန့်နေကောင်းခန့်နေမယ်ဒီတိုင်းဖတ်လို့ရှိလို့ရှိရင်ဒါပေမဲ့ရှင်ပုံနာကနေရှင်အနန္ဒာကိုဟောတဲ့ထဲမှာခန္ဓာ၅ပါးကိုခေါ်ထားတယ်ခန္ဓာတစ်ခုချင်းစီကိုသူကအကျယ်စီချဲ့ဟောထားတာဖြစ်တယ်ဒါပေမဲ့ခန္ဓာ၅ပါးလုံးရဲ့သဘောတရားအတူတူပဲအဲ့တော့ခန္ဓာတစ်ခုအကြောင်းကိုရုပ်ခန္ဓာအကြောင်းကိုကြည့်ပြီးဆိုလို့ရှိရင်ကြံတဲ့ရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့ဟာတွေကိုပွားလိုက်လို့ရတယ်ကိုသဘောတရားတစ်ခုနိုင်သွားပြီဆိုလို့ရှိရင်ကြံတဲ့ဟာတွေအတူတူပဲအဲ့လိုပဲခုနကမြတ်စွာဘုရားဟောတဲ့ကမ္မထမ်းပေးတဲ့ထဲမှာလဲဒွါရ6ပါးဆိုပြီးတော့6မျိုးရှင်းထားပေမဲ့လို့အတူတူပဲသဘောတရားကအတူတူပဲအားကြောင့်မတူတဲ့ဟာလေးတွေကိုပဲကိုကကြည့်ရမယ်အဲ့ဒီမှာကိုနှစ်သက်တဲ့ဆရာတော်ကြီးကတစ်မျိုးစီမှာအတိပ္ပယ်စာလုံးလေးကွဲပြီးတော့ဟောထားတာရှိတယ်အဲ့တော့ကိုကြိုက်တဲ့စကားလုံးကိုယူပြီးတော့6မျိုးလုံးဘယ်ဟာလာဒါပဲဖြစ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ပွားထားလိုက်လို့ရှိလို့ရှိရင်ကြက်ရတာလွယ်သွားတယ်အဲ့ဒီနီးနဲ့စားကြက်မယ်ဆိုလို့ရှိရင်ဒုတိယတစ်ချိန်စားကြက်မယ်ပထမတစ်ချိန်ကအုံနောက်မပင်မဘူးစားတမ်းမှန်ကြက်တယ်လို့ပဲဆိုတော့တပြိုင်နဲ့2နာရီ3နာရီစက်တိုက်ကြက်နိုင်တယ်3နာရီလောက်ကြက်မယ်ဆိုရင်တော့တော်တော်ရတယ်တစ်ရက်ဒါမှမဟုတ်2ရက်လောက်ပဲအချိန်ပေးရမယ်ဒုတိယတစ်ချိန်မှာဒုတိယတစ်ချိန်ကြက်ပြီးဆိုလို့ရှိရင်တတိယတစ်ချိန်ကြက်မယ်ဆိုလို့ရှိရင်နေ့တစ်ပိုင်းလောက်ပဲကုန်တော့မယ်အဲ့ဒီနည်းနဲ့ကြက်မယ်ဆိုရင်ကျမတို့တစ်လပဲအချိန်ရတဲ့ဟာမှာဥပမာတပုတ်ချင်းစီကိုအပိုင်နိုင်ကြက်ပြီးတော့4ရက်ကုန်မယ်5ရက်ကုန်သွားမယ်နောက်ဆုံးမှာကျမတို့ပြန်ခြုံလိုက်တဲ့အချိန်နဲ့ခုနလိုမျိုးနေ့တစ်ပိုင်းလောက်မရတရားတွေကြက်ပြီးတော့လုံးဝ9ခေါက်လောက်ပြန်6ခေါက်လောက်ပြန်ကြက်နိုင်မယ်ဆိုလို့ရှိရင်ဒီတစ်လလုံးမှာကျမတို့ဒီဟာကိုအခောက်